မင်္ဂလာပါခင်ဗျာဒီနေ့မှာတော့စိန်တပွင့်နဲ့နှစ်ကရက်အထက်တွေနဲ့ပဲလက်စွပ်တွေနဂတ်တွေခွက်ချင်ပါတယ်ဆိုတဲ့သူတွေအတွက်ကိုရန်နိုင်တို့ Grand Night မှုစိန်တိုင်းမှာ install ရှိနေတဲ့ GIA နှစ်ကရက်ထက်အပွင့်နေနဲ့မိတ်ဆက်ပေးချင်ပါတယ်ပထမဆုံးအနေနဲ့ GIA 2.02 carat L color VS2 အပွင့်ဆိုရင်ပုံမှန် L color ဆိုရင်တော့ဝါစီပါနေတာကိုမှ fluorescent က faint ဖြစ်နေတဲ့အတွက်ကို color theory အရမှာ complementary color ဖြစ်နေတဲ့အတွက်မျက်မြင်မှာ color ဖြူနေပြီးတော့ဈေးတန်းအနေနဲ့ကဆိုရင်လည်းပုံမှန်မူရင်းသေး484သိန်းဝန်းကျင်ကို discount shop ပေးသေးအနေနဲ့ဆိုရင်398သိန်းဝန်းကျင်ပဲကြားသိတော့မှာဆိုတော့ပုံမှန်1 carat ခွဲဝန်းကျင်အောင်ဈေးနဲ့ GIA 2.02 carat ကြီးကိုဝယ်လို့ရမှာပဲဖြစ်ပါတယ်နောက်ထပ် GIA 2.21 carat J color VS1 အပွင့်ဆိုရင် color clarity တွေကရန်နိုင်တို့မြန်မာနိုင်ငံမှာရော Grand Night မှုစိန်တိုင်းမှာပါလူကြိုက်များပြီးရောင်းအားအကောင်းဆုံး color clarity တွေပဲဖြစ်ပါတယ်ဈေးတန်းအနေနဲ့ဆိုရင်ကလည်းမူရင်းသေး824သိန်းဝန်းကျင်ကို discount shop ပေးသေးအနေနဲ့ဆိုရင်605သိန်းဝန်းကျင်ပဲကြားသိတော့မှာပါနောက်ထပ်တစ်မျိုးအနေနဲ့ GIA 2.2 carat J color clarity VVS2 အပွင့်ဆိုရင်လည်းမူရင်းသေး888သိန်းဝန်းကျင်ကို discount shop ပေးသေး605သိန်းဝန်းကျင်ပဲကြားသိတော့မှာဆိုတော့ GIA 2.2 carat 2.21 carat နှစ်ပွင့်ပေါင်းကိုမှ3300ဝန်းကျင်နဲ့ဝယ်ယူရရှိမှာဆိုတော့အရန်ကိုတန်နေပါပြီGIA နှစ်ကရက်ထက်အပွင့်ကြီးနဲ့မှလက်စုပ်ခတ်ချင်တာမျိုးဆိုရင်တော့၃မျိုးလုံးကိုရွေးချယ်လို့ရပြီးတော့ငကယ်လို့ငကက်ခတ်ချင်တာမျိုးဆိုရင် 2.2 carat နဲ့ 2.21 carat တွေကိုရွေးချယ်လို့ရပါတယ်အခုလိုအရန်တန်တဲ့ဈေးနှုန်းတွေနဲ့အပွင့်လွတ်တွေကိုဝယ်ယူပြီးတော့အထည်ခတ်ချင်တာမျိုးဆိုရင်တော့ Grand Night မှုစိန်တိုင်းကိုအမြဲဆုံးလာခဲ့ဖို့ဖိတ်ခေါ်ပါတယ်ဗီဒီယိုလေးကိုသုံးကြည့်ပြီးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ် Grand Night မှုစိန်တိုင်းကဆေးဆိုစီရဲနိုင်ပါ For those who want more